အားလုံးပဲမင်္ဂလာပါ Superman Channel လေးကကြိုဆိုလိုက်ပါရနော်။နိုဘူးလေးတွေကိုစေးကြောရတဲ့အလုပ်ဟာမိခင်တိုင်းနဲ့မကင်းရတဲ့အလုပ်လေးတစ်ခုဖြစ်ပါတယ်။ဒီလိုစေးကြောရမှာရေမြုပ်ဖော်တုံးတက်ဆင်ထားတဲ့နိုဘူးစေးတံလေးတွေဟာအလွယ်တကူဈေးနှုန်းချိုသာစွာဝယ်ယူနိုင်လို့အင်တော်တော်များများနဲ့မိမိတို့ကဝယ်ယူသုံးစွဲလေးရှိကြပါတယ်။ဖော်တုံးနိုဘူးစေးတံလေးတွေကိုသုံးစွဲရမှာနိုဘူးနဲ့အသုံးဆောင်တွေဟာအမြင်မှာတော့တန်ရှင်စင်ကြယ်သွားတယ်လို့ထင်ရပေမဲ့စနစ်တကျနဲ့သတိရှိရှိမသုံးစွဲမိရင်ဆိုးရွားပြီးအန္တရာယ်ရှိတဲ့အရာတွေကိုပြန်လည်ထားရှိခဲ့နိုင်တယ်ဆိုတာကိုဒီနေ့စူပါမန်ကမိမိတို့အတွက်ရှောင်ကျဉ်နိုင်မှုဝေမျှပေးလိုက်ပါရဲ့နော်နိုဘူးလေးတွေကိုရေစက်ပြာသုံးဆွဲပြီးစေးကြောပြီးရဲ့အချိန်မှာရေမြုပ်နိုဘူးစေးတံလေးများဟာရေနဲ့စက်ပြာများဆွတ်နေလေးရှိတတ်ပါတယ်ဒါကြောင့်ဆွတ်တဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်ပေါက်ပွားတတ်တဲ့ဘက်တီးရီးယားနဲ့ဖန်ဂတ်စ်လို့ခေါ်တဲ့မှိုတွေဖြစ်ပေါ်လာစေပြီးပြန်လည်သုံးစွဲချိန်မှာနိုဘူးတွေကိုဒီအရာတွေကရောက်ရှိသွားစေနိုင်ပြီးကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။အရေးသွေးနှိမ့်တဲ့ပလတ်စတစ်အချောင်းငယ်များဖြင့်ပြုလုပ်ထားတဲ့နိုဘူးဆေးတံများဖော်တုံးဆေးတံများကလည်းအကျိန်ရင်အနှဲငယ်သုံးစွဲပြီးချိန်မှာဖော်တုံးများကြန့်ခိုင်မှုမရှိတော့ဘဲပဲ့ထွက်ခြင်းပလတ်စတစ်များကျွတ်ထွက်ကျိုးပဲ့ထွက်လာခြင်းများကိုဖြစ်ပေါ်လာစေပြီးဒီအရာများနိုဘူးအတွင်မတော်တဆပါရှိသွားပါကကလေးငယ်ဝမ်းပိုင်းနဲ့အစာချေစနစ်ကိုထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။ဖော်တုံးကတ်ထားတဲ့ကော်လက်ကင်ဆေးတံတန်ကြိုးလက်ကင်မှာပလတ်စတစ်မြင်များတက်ထားတဲ့ဆေးတံများနဲ့အကျိန်ရည်များစွာပွတ်တိုက်ဆေးကြောခြင်းကနိုဘူးအတွင်းသားများကိုအပွန်အဆင်များဖြစ်ပေါ်စေနိုင်ပြီးဒီအပွန်အဆင်များအတွင်းကိုဆေးကြောရန်ခက်ခဲတာကြောင့်ဘက်တီးရီးယားနဲ့ပိုးမွှားများကိုလည်းဝင်ရောက်ခိုအောင်စေနိုင်ပါတယ်။ဖော်တုံးနိုဘူးဆေးတံလေးများဟာကလေးငယ်နိုဘူးဆေးဖို့အတွက်တီးတန့်ထုတ်လုပ်ထားခြင်းမဟုတ်ပဲရေဘူးရဒီဇိုင်းအဖြစ်ထုတ်လုပ်ထားခြင်းဖြစ်လို့နိုဘူးများရဲ့အရွယ်အစားပုံသဏ္ဍာန်နဲ့ကိုက်ညီမှုသိပ်မရှိတာကြောင့်နိုဘူးအတွင်ပိုင်းနေရအနှံ့ကိုတေချာစွာပွတ်တိုင်မတက်စင်နိုင်ပါဘူး။နိုဘူးများကိုတန့်စင်ရမှာအရေးကြီးဆုံးသတိထားရမယ့်အချက်ကတော့နိုဘူးဆေးတံကိုယ်တိုင်တန့်ရှင်းစင်ကြယ်နေမှာစေကြောမဲ့နိုဘူးများဟာတန့်ရှင်းမှာပဲဖြစ်ပါတယ်။ဒါကြောင့်နိုဘူးဆေးတံလေးများကိုသုံးစွဲပြီးချိန်တိုင်းမှာရေနွေးဒါမှမဟုတ်နိုဘူးဆေးရည်များနဲ့တေချာစွာတန့်စင်ပြီးတင်ပါတယ်။တန့်စင်ပြီးသွားရင်လည်းနောက်ထပ်တစ်ချိန်ပြန်လည်မသုံးခင်အထိတေချာစွာထုတ်ဖို့သိဆဲထားတင်တာပဲဖြစ်ပါတယ်။လက်ကင်တန်နဲ့ဖော်ရုံးကြားအတွင်းထဲမှာနိုရည်အကျွင်းချမ်းတွေအငြိကြီးတွေစက်ပြားတွေကျန်နေနိုင်တာကြောင့်တေချာစွာထွက်သွားအောင်ညှစ်ပြီးလှည့်လည်စေကြောတင်ပါတယ်။ရေရှည်တန့်စင်ပြီးချိန်မှာလည်းလေဝင်လေထွက်ကောင်းတဲ့နေရာမှာအတွင်းပိုင်းအထိပါ6အောင်ထားရှိပြီးမှသိမ့်ဆဲတင်ပါတယ်။နေ့စဉ်ပုံမှန်တန်ရှင်းမှုသာမကပဲအပတ်စဉ်ရင်နွေးပူထဲမှာ9မိနစ်ကနေ10မိနစ်အထိထည့်သွင်းပြုတ်ပေးခြင်းနိုဘူးပေါင်းဆက် UV ပိုးသက်ဆက်များအတွင်ထည့်သွင်းပြီးလဲ deep sterilization ပြုလုပ်ပေးသင့်ပါတယ်။အနက်ရှိခြင်းမူလပုံသဏ္ဍာန်မှပြန်ရွေးလာခြင်းများဖြစ်ပါကဆက်လက်မသုံးဆွဲတော့ဘဲချက်ချင်းလဲလှယ်တင်ပြီးပျက်စီးခြင်းမရှိတော့လဲ2လဒါမှမဟုတ်3လတစ်ကြိမ်လဲလှယ်ဖို့အကြံပြုချင်ပါတယ်။ဟော်ရုံးနိုဘူးဆေးတံများကိုမသုံးစွဲလိုပါကအခြားရွေးချယ်မှုအဖြစ်ဆီလီကွန်နဲ့ဖြုတ်လုပ်ထားတဲ့နိုဘူးဆေးတံများကိုသုံးစွဲနိုင်ပါတယ်။ဆီလီကွန်နိုဘူးဆေးတံများဟာနူးညံ့ပြီးနိုဘူးကိုအလဲတကူချစ်ရာပွန်းရာများမဖြစ်ပေါ်စေတဲ့အပြင်အတွင်းကိုရေမွေနိုင်လို့ဘက်တီးရီးယားများမှုန်များပေါက်ဖွားဖို့မလွယ်ကူပါဘူး။ရေနွေးနဲ့ပြုတ်ခြင်းပေါင်ခြင်း UV ပိုးသက်ခြင်းများကြောင့်လည်းပျက်စီးခြင်းမရှိဘဲအနက်ဆွဲကပ်ခြင်းမရှိဘဲတာရှည်ခံနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးနိုဘူးဆေးရန်အတွက်နိုင်ငံတကာမှာသုံးစွဲလေလေရှိကြပါတယ်။ဘယ်နိုဘူးဆေးတံသုံးစွဲပြီးချိန်တိုင်းမှာစေကြောတန့်စင်ပြီးတန့်ရှင်း၆တွေ့စွာထားရှိပြီးပျက်စီးလာရင်လည်းလဲလှယ်ခြင်းတက်တန်းချလာရင်လည်းလဲလှယ်ခြင်းများကိုလုပ်ပေးသင့်ပါတယ်လို့စူပါမန်က knowledge sharing လေးလုပ်ပေးလိုက်ပါရဲ့နော်။စူပါမန်ကမေမေတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။
အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်